ဒီနေ့မှာပေါ့နော်ကျမလေးကကျမကိုမေးထားပါတယ် YouTube ထဲမှာဗီဒီယိုလုံးလေးကိုကျမပြောပါလို့ပြောလို့ကျမဘယ်လိုလုပ်ရမလဲဆိုတာပြောပါပါဒီဆုံးခဏလေးပေါ့နော်ကျမတို့ဒါပေါ့နော်နာကျမပါကျမတို့ဒီထဲကိုပေါ့နော်ရင်ဝင်ပါမယ်ယူရတင်ဆိုတဲ့ဟာလေးကိုပေါ့နော်အင်္ဂလိပ်လောက်ထိုင်လဲယူရလို့တင်ပါပေါ့နော်ကျမတို့ဒီထဲဝင်လိုက်ပါမယ်ခဏလေးပေါ့နော်ဒီမှာဒီ channel လေးခဏဝင်လိုက်ပါအောင်ဝင်ပြီးနိုးပြီးတော့အဲ့ပြီးညမှာကျမတို့တင် video ဆိုတဲ့ဟာကိုနှိပ်ပါမယ်တချို့ဟာတွေကြတော့လေ video များဆိုရင်တချို့ဟာတွေကြတော့လေတချို့ဟာကြပြုတ်လောက်ရန်ဆိုပြီးတော့လေပေါ်ပါတယ်ဆိုတော့ပြုတ်လောက်ရန်လေးကိုကျမတို့ကနှိပ်လိုက်ရင်ကျမတို့ဒီအပေါင်းလေးနှိပ်လိုက်ပဲပေါ့နော်ပြုတ်လောက်ရန်လို့နှိပ်လိုက်ရင်ပေါ့နော်view ဒီလိုညံနေနိုင်ဒီလိုမျိုး view လဲဝင်လိုက်ပါနော်ဒီနားမှာတို့ကကျမတို့ပြုတ်လောက်ထားလို့ပါနော်ဒီနားမှာတို့မှာပုံလေးပေါ်ပါတယ်အဲ့လိုပုံပေါ်ရင်ကျမတို့က flash school ထဲမှာပေါ့နော်ကြိုက်တဲ့အောင်ထည့်လို့ရပါတယ်ကျမတို့ထည့်လိုက်မှာပေါ့နော်ဒါလေးထည့်လိုက်ပါမယ်အဲ့ဒါလေးကိုထည့်ပြီးကျမတို့ကအောက်ကဟာကိုရှေ့တို့ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါရှင်နှိပ်လိုက်တော့ခဏလေးပေါ့နော်လိုင်းရနေစောင့်တည်ပါတယ်နှိပ်ပြီးရင်ကျမတို့ဒါလေးကိုပေါ့နော်နှိပ်လိုက်ပါဒီထဲမှာကိုစိတ်တဲ့ကောင်းစင်ကိုရေးလို့ရပါတယ်ရှင်ကျမတော့ပေါ့နော်ကျမတော့ဘာကြီးရကျမပေါ့နော်ဘာမှတော့မရေးတော့ပါဘူးကျမဒီတိုင်းတက်တက်ပြတ်ပြတ်လားပြီးရင်ဖြတ်မှာပါကျမတို့ရှောက်လေးမှာပေါ့နော်ရှောက်ရေးပြီးကျမတို့ရှေ့သူဆိုတဲ့ဟာလေးကိုထပ်ပိတ်ပါမယ်ထပ် anchorage လုပ်ပြီးရင်ကျမတို့အောက်ကပေါ့နော်ဒီဗီဒီယိုအဲ့လိုရန်ဆိုလဲဟာလေးကိုကျမတို့ဒါလေးကိုနှိပ်ရပါမယ်အဲ့ဒါလေးကိုနှိပ်ပြီးပေါ့နော်ခဏလေးနဲ့စောင့်နေပါတယ် YouTube ပေါ်မှာပေါ့နော်ဒီလိုလေးပေါ်လာပလိုက်မယ်ခဏလေးပေါ့နော်ဒါလေးကိုကျမတို့အလုံးနေပေါ့နော်ဒါလေးနည်းနည်းစောင့်နေပါတယ်အဲ့တော့မိနစ်ခန့်ကြာသေးတယ်ဆိုတော့ပုံစံအောင်ပြနေပါကျမတို့ခဏလေးနဲ့ကြာပါရဲ့ရှင်နေတော့ကြာပါရဲ့ရှင်နော်ကျမတို့တန်းနေပေါ်လို့မမေ့ကြပါနဲ့ရှင်စခန်းတော့အရင်ကိုကြိုင်လောက်လိုက်ပါရှင်နော်ညီမလေးရတာ YouTube ပေါ်မှာမေးထားလို့ပါကျမတို့ကြိုက်တဲ့ဟာလည်းမေးလို့ရပါတယ်ပေါ့နော်ကျမဒီထဲမှာဆိုရင်ပေါ့နော်ရွာ ID လေးလည်းမေးလို့ရပါတယ်ရှင်ဒီထဲမှာတော့ကျမရွာ ID လေးကိုပြထားပါနော်ကျမကတော့1မိနစ်ခန့်မှကျန်တော့ပါတယ်1မိနစ်ခန့်မှကြာပါပါတယ်ကျမတို့ထွက်ပြီးတော့ပေါ့နော်ပြန်ကြည့်မယ်ဆိုရင်ကျမပြမယ်ဒီလိုပဲ88စက္ကန့်နဲ့တော့ကြာပါတယ်ဒါလိုင်းကောင်းရင်ပေါ့နော်မြန်ပါတယ်ကျမကတော့လိုင်းရအိမ်နေဆိုတော့ပို့ပြီးတော့မြန်တာပေါ့ရှင်နော်96နည်းနည်းကြာရရှင်နော်ဟုတ်ကဲ့မေပလက်ကထိုးပြီးတိုင်းဟုတ်ပါဒီလောက်မှလည်းပလက်မထိုးဒီနေ့ကဟိုတော့မှလည်းကိုရဲရမြန်နဲ့မင်းနဲ့လည်းအတူတူပဲခဏပနော်ကျမပလက်ထိုးမလို့ပါထိုးမှာထိုးဟုတ်ကဲ့ကျမဟာလည်း20စက္ကန့်ခန့်ရှိတယ်ကျမတော့နော်ကျမတော့နည်းနည်းကျန်တော့ပါလေရှင်14 73တနည်းနည်းလောက်ရတယ်တော့ကြာနေဒါမှတော့ကျမတော့ရပါမအဲ့ဒါတွေရှောက်ရေးထားပါနော်ကျမတော့ရှောက်ရေးထားပါဒီမှာပါပြီးရင်ကျမတို့ဒါလေးပေါ်လိုက်ပါမယ်ဟုတ်တော့ဒါလေးပေါ်ပါမယ်ပို့ဖိုင်ပို့နေဒီ69ရောင်နေပါတယ်ဒါလေးပေါ်လိုက်ပါမယ်ရေးငတ်တယ်ဒါလေးပါနော်ဒါလေးပေါ်နေပါတယ်
ဒါလေးပေါ့ခုဆိုကျမတို့ရကျင်တယ်လို့ရပါပြီခုဆိုတော့ရပါပြီနော်အားလုံးပဲဘိုင်ဘိုင်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲရှင်ကျမတို့တကယ်လို့မှမရရင်ပေါ့နော်ဒါလေးကိုစောင့်အောင်ဒီပါတယ်နော်အဲ့ဒါလေးကိုစောင့်ပြီးရင်ကျမတို့ရိုက်ပါပြီဒါပေမဲ့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲအားလုံးပဲဘိုင်ဘိုင်